မင်္ဂလာပါခင်ဗျမင်္ဂလာရှိသောနေ့လည်ကလေးမှာမင်္ဂလာပါလို့ပဲဥစွာပထမကိုမဟုတ်တော်အားလုံးကိုနှုတ်ခွန်းဆက်တာလိုက်ပါတယ်ဗျနော်တာလီတူရောင်ရဲ့ယခုဒီဗီဒီယိုဖိုင်ဒီတာလီတူရောင်တို့9ရက်နေ့ကနေပြီးတော့မှ73ရက်နေ့အထိနော်တပတ်စာဖရီစိန်ပတ်တီလေလုံးအခွေစုဘူးကိုတာလီတူရောင်ဘက်ကနေပြီးတော့မှဗီဒီယိုလေးရိုက်ပြီးတော့လာပြီးတော့တင်ပေးတာပဲဖြစ်ပါတယ်နော်ဆိုတော့ကိုမဟုတ်တော်အားလုံးပဲတာလီတူရောင်တို့နော်ဘယ်လိုပြောမလဲဒီပြီးခဲ့တဲ့အပတ်ကတော့ဒါတာလီတူရောင်တို့နော်နေတဲ့လေးတွေကတော့အဆင်ပြေတယ်နေတဲ့လေးတွေကတော့ဒါမိတ်ကွက်တွေကအစဝင်ခဲ့တယ်နော်ထားပါဟိုပြီးသားကိစ္စတွေလည်းပြန်လဲပြီးတော့မှနာကျင်အောင်မပြောချင်တော့ဘူးနော်အဲ့တော့ဒါလေးတူတောင်တို့ရှေ့ဆက်ရှောင်းမဲ့အချိန်တွေရှေ့ဆက်ရှောင်းရမဲ့နေ့ရက်တွေမှာအကောင်းဆုံးနဲ့ဒါလေးတူတောင်တို့အလှပဆုံးဖြစ်အောင်ဒါလေးတူတောင်အကိုမအောင်တို့အားလုံးတို့ကိုအကောင်းဆုံးကြိုးစားပေးပါမယ်ဒါလေးတူတောင်ချစ်တဲ့အကိုတွေအမားတွေဦးဦးတော်တွေအားလုံးညီငယ်ညီမငယ်လေးတွေပါမကြံဒါလေးတူတောင်ချစ်တဲ့သူတွေအားလုံးဒါလေးတူတောင်ကြောင့်စိတ်နော်စိတ်ညစ်မှုစိတ်ကတိကောက်ဖြစ်ရလေအောင်ဒါလေးတူတောင်ကြောင့်ဘယ်တော့မှမဖြစ်စီရပါဘူးအဲ့ဒါကဒါလေးတူတောင်အခုနော်ဒါလေးတူတောင်ရဲ့ channel တူတီအောင်တူဆိုတဲ့ channel လုံးဝဖျက်ချခံလိုက်ရတယ်အဲ့တော့အဲ့ဒီတူတီအောင်တူဆိုတဲ့ channel လုံးဝဖျက်ချခံလိုက်ရတဲ့အပေါ်မှာဒါလေးတူတောင်လုံးဝဒါဘယ်လိုပြောမလဲစိတ်ထဲမှာတော့ဘယ်လိုပြောမလဲဟိုဒါစိတ်မကြည်ဘူးပြောရမလားစိတ်ညစ်နေတယ်ပြောမလားဒါပေမဲ့ဒါလေးတူတောင်ကခန်းပေါင်းများလို့တော့မသိတော့ဘူးပေါ့နော်အခုနားလေဒါလေးတူတောင်လိုက်လွန်ပြီးတော့ပြောပြခဲ့ပြီးပြီเนาะခန်းပေါင်းများလာတော့လေဒါလေးတူတီအောင်အတွက်ကတော့ UE နေတယ်လို့ဖြစ်နေပြီဘာပဲပြောကိုယ့်ရဲ့ channel လေးတွေဒီလိုဖြတ်ချခံနေရတော့ဒါစိတ်တော့မကောင်းဘူးပေါ့နော်ဒါပေမဲ့အဲ့တော့ဒါလေးတူတာเนาะအထိနာတာနှစ်ချက်เนาะမိအီးနှစ်ခါနာဖြစ်မှာဆိုလို့ဒီ channel ဖြတ်ခင်ရတဲ့အပေါ်မှာစိတ်ညစ်မှုတွေနော်စိတ်ကတိကောက်ဖြစ်မှုတွေဒါလေးတူတာမရှိတော့ဘူးအဲ့တော့ဒီ channel ဖြတ်ခံရတဲ့အပေါ်မှာစိတ်ကတိကောက်ဖြစ်နေမယ်စိတ်ညစ်နေမယ်ဆိုလို့ရှိရင်လက်ရှိပစ္စုပန်ကနှိမ့်တိုက်ကနန်းလေးတွေကအစင်မပြေနိုင်တာတွေဖြစ်သွားနိုင်တယ်เนาะအစင်မပြေမှုတွေဖြစ်သွားနိုင်တယ်ဒါကြောင့်ဒါလေးတူတီအောင် channel ဖြတ်ခံရတဲ့ပုံမှာစိတ်ညစ်မှုတွေမရှိဘဲနဲ့ဖြဲပြောက်ပြီးတော့ဒါလေးတူတီအောင်ချစ်တဲ့အကိုတွေအမားတွေဦးတော်တွေအားလုံးအတွက်ကိုအလှဆုံးပန်းလေးတစ်ပွင့်ဖြစ်အောင်ဒါလေးတူတောင်အကောင်းဆုံးကြိုးစားပြီးသွားပါမယ်เนาะအဲ့တော့ဆိုတော့အကိုမဦးတော်အားလုံးပဲ9ရက်နေ့ကနေပြီးတော့မှเนาะ73ရက်နေ့အထိဖရီစိန်ပတ်တီ9ပိုင်း9ဘတ်တီပဲဖြစ်ပါတယ်เนาะဖရီစိန်ပတ်တီ9ပိုင်း9ဘတ်တီပဲဖြစ်ပါတယ်9နဲ့ပတ်သက်ပြီးတော့တင်ထိုးရမယ်တင်ခွက်တီ9နှစ်9ခွန်9ကိုတင်ပြီးတော့ထိုးပါเนาะဖရီစိန်ပတ်တီ9ပိုင်း9ဘတ်တီပဲဖြစ်ပါတယ်9နဲ့ပတ်သက်ပြီးတော့တင်ထိုးရမယ်တင်ခွက်တီ9နှစ်9ခွန်9ကိုပဲဖြစ်ပါတယ်เนาะအဲ့တော့ဒါကတော့ဒါလေးတွေ့အောင်လို့အပတ်စဉ်တိုင်းဖရီပြီးနေကြဖရီဇာတို့စိန်ပတ်တီလေးနဲ့တင်ခွက်လေးပဲဖြစ်ပါတယ်ဒီတစ်ပတ်မှာဒါလေးတွေ့အောင်ကအကူမအောင်တော်အားလုံးတွေကိုပို့ပြီးတော့လေးလာထားတယ်ပို့ပြီးတော့အားစိုက်ထားတယ်ဒါကြောင့်လေးလုံးအခွေလေးကလည်းအရန်ကောင်းတယ်စူပူလေးလည်းအရန်ကောင်းတာဖြစ်တဲ့အတွက်ဒါလေးတွေ့အောင်လေးလုံးအခွေလေးနဲ့စူပူလေးပါပေးခဲ့ချင်ပါတယ်เนาะအဲ့တော့ဒါလေးတွေ့အောင်အကူမအောင်တော်အတိတစ်ချက်ပေးခဲ့မယ်လေးလုံးအခွေကိုဖရီစိန်ပတ်တီကိုအရန်စောမဲ့အရာလေးကိုအရန်စောမဲ့အရာလေးကိုဒါလေးတူတောင်ဘက်ကနေပြီးတော့မှအကောင်းဆုံးစူးစမ်းပေးထားတာပဲဖြစ်တယ်စူဘူးကတော့ဘယ်နေ့ဘယ်ရက်ဘယ်အချိန်မှထွက်မယ်ဆိုတာတော့ဒါလေးတူနာတက်မပြောနိုင်ဘူးဟုတ်တယ်မလားစူဘူးဆိုတာကအကွက်နေတယ်လေဒါကြောင့်ဖရီစိန်ပတ်တီနဲ့လေးလုံးအခွေတီစောစီးစွာလာနိုင်ပါတယ်အရန်ကြိုက်ပါတယ်เนาะဆိုတော့လေးလုံးအခွေတီ1 2 3 4လေးလုံးအခွေပဲဖြစ်ပါတယ်เนาะလေးလုံးအခွေတီအပူးပါခွေတီ1 2 3 4အခွေပဲဖြစ်ပါတယ်ခင်ဗျเนาะကိုမဦးတော်အားလုံးပဲတော့ကြနားမလဲတဲ့သူလေးတွေကဟာပေးတဲ့ကဏ္ဍတွေကအများကြီးပဲကွာလို့ထင်နေပါအောင်မယ်เนาะအဲ့တော့အများကြီးကဏ္ဍပေးတာမဟုတ်ပါဘူးဒါလေးတူတောင်လိုက်ရွှေထဲမှာကတော့ဒါသေးချာလေးရှင်းပြထားတယ်เนาะလိုအပ်တဲ့သူရှိမှယူပါလိုက်ရွှေထဲမှာကတော့အဲ့လိုမေးပြီးတော့မှဒါလေးတူတောင်ကအကူမတို့ကိုပေးတာပဲဖြစ်ပါတယ်เนาะဘာကြောင့်လေးလုံးခွေနဲ့စုပေးရလဲဆိုတော့အရန်ကြိုက်လို့အရန်ကောင်းလို့ပေးတာပဲဖြစ်ပါတယ်ပုံမှန်ဆိုရင်ဖရီစိန်ပတ်တီတလုံးတည်းပဲနဲ့တင်ခွဲပဲဒါလေးတူတောင်ပေးတာပဲဖြစ်ပါတယ်เนาะဆိုတော့စုဘူးတီ2 2 40 3 1 20ပဲဖြစ်ပါတယ်အာပြီးတော့စုပါเนาะစုဘူးတီ2
20ပဲဖြစ်ပါတယ်အားပြီးတော့စုပါခင်ဗျာနော်ကိုမဦးတို့အားလုံးပဲအားလုံးပဲဖတ်ပိုင်ပါနော်အားလုံးပဲဖတ်ပိုင်ပါ